ကတော့ဒီနေ့ခွမ်းမရီလို့ပြောတော့ is coming home ဆိုအခုတော့တွေ့ပြီလား is going home ဖြစ်သွားပြီကွာဆရာကြီးတွေကိုလာမစမ်းနဲ့